တားရဒီနေ့ကတော့ဒီလို fucking half fine ထဲနေပေါ့နော်မထက်တဲ့သူတွေတွေ့ပေါ့နော် fucking half fine ထဲနေတားရโอเคဒါမှ video လို့စားရ fine ထားမှာပေါ့ဒီ application ကိုရတယ်နော်โอเคyou know တော့မှာတော့စားဟိုင်ပါနော် fine ဒီအမြဲတမ်းကြည့်ရတဲ့စားဟိုင်ပါပေါ့โอเคအဲ့စားဟိုင်ပါတယ်ဝင်မယ်โอเคပြီးအဲ့ရ download ဆိုတာလက်ချမယ်နော်ညပြထားနေတာလိုက်လို့ပဲပြီးရမယ်download ဆိုတာရှိတယ် download ကနိုင်မယ်ပြီးရင်မှ Telegram ဆိုတာရှိရပါဘူးโอเค Telegram နိုင်မယ်ပြီးရင်ဟာကို Telegram download လာတဲ့ file ပေါ့နော်โอเคအဲ့ဒါနိုင်မယ်ပြီးရင်မှ reserve ရှိရဆိုတာရှိတယ်โอเคအဲ့ဒါနိုင်လာမယ်ဒီမဟုတ်ဘောလုံးမှာ all plan အဲ့ဒါပေါ်လာပြီโอเคအဲ့ဒါအတက်ရဲဝင်မယ်ကျင်း file ဆိုတာရှိတယ်အဲ့ file ကြားလေးဖိလိုက်မတိုင်းကြားလေးဖိလိုက်အဲ့ file ပြီးမှ VOP1 copy ဆိုတာရှိတယ်โอเคအဲ့ဒါကို copy လိုက်ပါနော် copy လိုက်တယ်โอเค copy လိုက်မယ်ပြီးရင် copy လိုက်ပါပြီးရင်ဘောလုံးအောင်နေပြီးမှ device ဆိုရှိတယ်ဒီ EVNG device ဆိုရှိတယ် device ဆိုရေးပါတော့ပြီးရင်မှ ANDR1 Android ဆိုတာရှိတယ် Android ပြီးရင်မှ data ပေါ့နော်data အဲ့ဒီမှာ patch ဆိုတာလိုက်ရှာလိုက်ပါနော် patch ကိုလိုက်ရှာလိုက်ပါအဲ့ဒီဆိုတာနေမယ် okay တချို့ကြတော့ဒီထဲမှာ file တို့အဲ့ file နဲ့ပြင်မပေါ်ရှိတယ်အဲ့ဒါဘာလဲဆိုတော့ရှိစကူ RAM မြန်မှာရှိစကူနဲ့တွဲတုံးအောင်ရှု Android ဖုန်းကြီးအဲ့ဒါရှိတယ်နော် okay ပေးရှာတယ် ABB to all file ကနေနေပြီးရင်မှပေးရှာတယ်မှာညကြတာနေမယ်ဒါရုံငါဟာရှိစကူမရန်လာရတော့အဲ့လိုမျိုးကြားနာပေါ့နော်ဟာတကယ်ရှိစကူ RAM ပြင်အဲ့လိုမျိုးကြားတော့နော်ဒါရုံငါဟာကြားနေရှိစကူ RAM လိုက်တော့အဲ့ကြောင့်မို့ရှိစကူ RAM ပေါ့နော်โอเคကွာအဲ့နာကြော်လိုက်မှာကွာโอเคကွာအဲ့ဒါမှမရဘူးနော်ရှိစကူ RAM လို့ဒါရုံအဲ့ဒါနဲ့ပြောပြန်နောက်ကိုပြန်ထွက်လိုက်ပါနော်ပြီးရင်အဲ့ဒါနဲ့မလုံးနဲ့နော်အဲ့ဒါ anti message ကိုတောင်းတယ်အဲ့ဒါနဲ့မရ anti message ကိုရှုပ်ဖုံးရတော့အဲ့လိုလုပ်လို့ရကွာရှုပ်ကြမရဘူးအဲ့ဒါမရတဲ့သူတွေက anti message ကိုတောင်းမှာ anti message ထဲမှာလည်းအဲ့လိုပဲ download ဆိုတာရှိတယ်မှာ download ဒါနှစ်ခုက download ဆိုတာရှိတယ်ပြီးရင်ခုနကလိုပဲ Telegram မှာဆိုတာရှိတယ် okay အဲ့ Telegram မှာနှိမ့်မယ်ပြီးရင်အမှခုနဟာထုတ်လာတာကိုနှိမ့်မယ်ပြီး iPhone အဲ့ဒါထားလိုက်တဲ့တိုင်းအမှiPad လည်း Android ဆိုတာရှိတယ်နော်အဲ့ဒါပြီး data ဆိုတာရှိတယ် data မှားနေတာ data ပြီးရင်ခုနလိုပတ်ကြည့်ပေါ့နော်ပတ်ကြည့်လိုက်ချပါစုဖုန်းကြီးကအဲ့လို error ရှိရင်တော့အထဲမှာ file နဲ့ key နဲ့မပေါ်တာရှိရင်တော့ရှိစု run တော့တာယူ okay မှာအဲ့လိုအဲ့ဒါလေးကိုကြာကြာလေးဖိလိုက်အဲ့ file ကိုကြာလေးဖိလိုက်မှာ coffee ဆိုတာရှိရ coffee နဲ့လိုက်ပါနော်ပြီးရင်အောက်ဖုန်းက ABB1 အဲ့ဒါကိုမန်ရှင်းနေအဲ့ဒါအမန်ရှင်းနေလို့ okay နေအားရပြီနော်တာယူရှုပ်ပုံရတော့ဒီညမှာ key တွေ file key ရ file မပေါ်တာရှိရင်တော့အဲ့ဒါကိုရှိသူ run ရမယ်နော်ရှိသူ run နေရငါတင်းပေးမယ်ကွာရှိသူ run နေကိုတက်တင်းပေးမယ်တာယူဒီ channel subscribe လုပ်ရင် subscribe လုပ်အောင်နော်တာယူ